ယင်းနေ့နိုဝင်ဘာ19ရက်နောက်ဆုံးသတင်းတပုတ်ကိုဖတ်ပြပေးပါမယ်။မကွေးတိုင်းရေစချိုမြို့နယ်ကနေပခုတ်ကူကိုထော်လာတဲ့စက္ကစစစ်ကော်မရှင်စစ်ကြောင်းကိုတော်လန်ရေးပူးပေါင်းတပ်တွေအသင်းဆောင်ကြိုကစက္ကစစစ်သား18ယောက်ကိုအနိစ္စရောက်ပို့ခဲ့တယ်လို့စာတန် UISOPDF ကသတင်းထုတ်ပြန်လာပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ15ရက်မနက်9:00နာရီအချိန်မှာစက္ကစအင်အား256ခန်းဟာရေစချိုခလာရ256 259 258ကနေပခုတ်ကူမြို့ကိုခြေလျင်ထွက်လာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့ညကပခန်းကြီးမြို့မှာတင်ညအိပ်ပြီးနောက်တရက်နိုဝင်ဘာလ16ရက်နေ့မှာကျောင်းလေကအထိုင်းစခန်းကိုရောက်ရှိပြီးနောက်ပြည်သူကားတွေကိုချောဆွဲကကျောင်းလေကဂိတ်ကနေပန်းတိုင်းချုံစခန်းသို့စက္ကစတွေကို9ကျင့်ခွဲပြီးပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလို9ကျင့်ခွဲပို့ရမှာပူပေါင်းတပ်တွေကရှေ့3စီးကိုတော့လွတ်ပေးလိုက်ပြီးနောက်ဆုံး2စီးကိုပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ထိုထဲမှာမှ4စီးမြောက်ကားကိုအပိုင်ပစ်ခတ်နိုင်ခဲ့ပြီး5စီးမြောက်ကားကစက္ကစတွေနဲ့အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။4စီးမြောက်ကားပေါ်မှာပါလာတဲ့စစ်သား18ယောက်လုံးအကုန်မသားပေါ်ခဲ့ပြီးကားမောင်းတဲ့သူကတော့စစ်သားတွေချော်ဆွဲပြီးဖမ်းဆီးထားတဲ့ပြည်သူဖြစ်တာကြောင့်ထပ်မပစ်တော့ပဲကားသမားပြည်သူလည်းပန်းတိုင်းချုံဂိတ်စကန်ကိုအပြင်းမောင်းနဲ့ဝင်ရောက်သွားတယ်လို့သိရပါတယ်